tablet တွေကဈေးအနည်းဆုံးဘယ်လောက်တည်းကစရှိလဲတဲ့ဟုတ်ကဲ့ပါကျွန်တော်တို့အောင်ခံမိမှုပဲမှာဆိုရင်မိတ်ဆွေပြောရင်တော့ရောမှာမဟုတ်ဘူး keyboard ရဲ့ mouse ရဲ့ခောက်ကပါရဲ့ပန်ရဲ့ accessory တွေအကုန်လုံးပါမယ်အဲ့ဒါပြီးတော့မှ single နှစ်ကက်ဆိုင်လို့ရတော့ဈေးနှုန်း3သိန်းကျော်လေးနဲ့ brand new parking အသစ် screen size 11 inch tablet ကိုကိုင်းမှာပဲဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်အကုန်ဆင်ပြီးသားအနေထားလေးပေါ့နော်ဒီလိုအကုန် PC ကိုမှဈေးနှုန်းလေးက brand new parking ကို3သိန်း8,000လေးနဲ့ရရှိမှာပဲဖြစ်တယ်သူအကြောင်းလေးကိုထပ်ပြီးပြောရမယ်ဆိုရင် single အနေနဲ့နှစ်ကက်ဆိုင်လို့ရမယ်single တကယ်ဆိုင်မယ်ဆိုရင်တော့ memory card ပါထပ်ဆက်လို့ရသေးတယ် memory card အနေနဲ့ကလည်း 512GB ထိကိုစိုက်လို့ရမှာဖြစ်တဲ့အတွက်ပုံနေပါရဲ့အများကြီးသိမ်းကျင်တယ်ဆိုလဲလုံးဝအဆင်ပြေရဲ့ screen size အနေနဲ့က11 inches ရှိမှဖြစ်ပြီးတော့ screen resolution လေးကလည်းတော်တော်လေးမစိုးဘူးဆိုတဲ့အနေထားမှာပြောလို့ရတယ်အရင်ထွက်ရှိခဲ့တဲ့ OLED tablet တွေနဲ့ဆိုင်တော့အများကြီးကိုတာတယ် speaker နှစ်လုံးပါရပေါ့နော်အောင်နာမှာ speaker နှစ်လုံးပါမယ် global version ဖြစ်တဲ့အတွက်မြန်မာစာရေးပါရင်းနဲ့ထားပြီးသုံးပြချင်တယ်ဆိုတော့အသုံးပြလို့ရမယ် single size လို့ရတဲ့အတွက်ဖုန်းပြောချင်လို့များတော့ကလည်းလုံးဝအဆင်ပြေရဲ့ battery ampere 8000ပြည့်ပြည့်အတွက်အားလည်းတော်တော်လေးခံတယ်ပေါ့နော်တိုက်စီလေးကိုအသုံးပြုပေးထားတယ် keyboard လေးကလည်း magnetic လေးဖြစ်သွားပြီနော် magnetic keyboard လေးပါတယ်keyboard quality လေးကလည်းတော်တော်လေးကောင်းတယ် typing လေးချင်းတွေများအတွက်ကလည်းအဆင်ပြေမြန်မာစာလည်းထည့်ပြီးတော့ရိုက်လို့ရအောင်ပါပဲဖြစ်တယ်သူရဲ့ backup design လေးပဲဖြစ်တယ် backup design လေးဆိုလို့တော်တော်လေးတက်တက်ရဲ့လောက်ထားလေးကိုတွေ့ရတယ်ကင်မရာဘန်းအထိုင်လေးကအစဒီ Xiaomi Pad E ကလိုမျိုး design လေးနဲ့ဘေးမှာဘန်းအထိုင်လေးလုပ်ပေးထားတာတော်တော်လေးမိုက်တယ် screen size လေးကလည်းတော်တော်လေးကြီးမယ် resolution အနေနဲ့ကလည်းတော်တော်လေးဆိုတာကိုတွေ့ရတယ်။နေအောင်လင်းအောင်အောက်ထဲမှာတော့မှတာကြီးမှိန်သွားတဲ့အနေအထားမျိုးမရှိဘူးပေါ့နော်။နောက်ထပ်အားသာချက်အနေနဲ့ကတော့မှန်လက်ပွေကိုအသုံးပြုလို့ရပြီးတော့security ဖွင့်လို့ရတယ်ပေါ့နော်။မှန်လက်ပွေလေးပါရအောင်မှာပဲဖြစ်ပါတယ်။ game လေးဆော့မယ်ဆိုလည်းအဆင်ပြေရဲ့အရင် performance demand လုပ်တဲ့ game တွေပေါ့နော် mobile legend ပတ်ကြည့်လိုမျိုး game တွေမှာဆိုရင်တော့ကျွန်တော် recommend မပေးပါဘူး။ခောက်ကပါရဲ့ဒီလိုမျိုးkeyboard ရဲ့ mouse ရဲ့ပန်ရဲ့ဆိုရင်မရှိဘူးဆိုရင်တော့မှပစ္စည်း၄ခုပေါင်းတန်ဖို့က3သိန်းဝန်းကျင်လောက်ကြားတယ်မှာဖြစ်ပြီးတော့ဒါကြီးအကုန်လုံးအပစ္စည်းကိုမှ3သိန်း8,000ဆိုတော့ tablet တန်ဖို့က2သိန်းကျော်လေးနဲ့brand new parking လည်းရမယ် single နှစ်ကက်ဆိုင်လို့ရမယ်ဘယ်လုံးဖြစ်တဲ့အတွက်မြန်မာစာရေးပါလည်းပြောင်းပြီးအသုံးပြုလို့ရမယ်ဆိုတော့လုံးဝတန်တယ်လို့မြင်မိပါတယ်ဟုတ်ကဲ့ပါအောင်ခံမိမှုပါ22လမ်း8689မှာလာရောက်ဝယ်ယူအားပေးလို့ရတယ်နော်